ပြောတဲ့လူမရှိဘူးနော်တော့သားလေးကိုအဝိုင်းတီးကစင်ညက်ချီလို့ပြောကုနာခန္ဓာမစင်စားဘူးနော်ဝမ်းညာဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြောချိန်ခဲ့စရာနော်သမီးချောင်းစီတတော်ကြီးကချာလူနေတော့မမလေးကခိုးတောင်ဆိုင်တဲ့အလူကြီးပေးလို့ပြောတယ်နော်ပြောတယ်နော်အလိုဝင်းနေဘူးတို့စိတ်ပြောင်းဒီစုံမှာကျွန်တော်လောက်ပြောတဲ့လူမရှိဘူးနော်သားလေးကိုအဝိုင်းတီးကစင်ညက်ချီလို့ပြောကုနာခန္ဓာမစင်စားဘူးနော်ဝမ်းညာဝမ်းသာလူရလို့ပြောစိတ်ထဲမှာပြောတယ်လို့ချိန်ခဲစရာနော်သမီးချောင်းစီတတော်ကြီးကကြာနေတော့မမလေးကခေါ်တော့စားရင်အလူကြီးပေးလို့ပြောပြောရင်လားအလူပါလီပြောရပါအလူပါလီပြောရင်လားခွေအလူပါလီပြောရပါအလူပါလီပြောကျွန်တော်တို့လူကပကာသနာမပါဘူးနော်ကျွန်တော်တို့လူကပကာသနာမပါဘူးနော်အလားစားချင်တာဟုတ်ဘူးနော်အလားစားချင်တာမဟုတ်ဘူးနော်ကျွန်တော်အလူခွေးရပြောမဆုံးမဆုံးနေပါလို့ပြောသမီးချောင်းစီအော်ဒီကကြာလူတွေနော်မန္တလေးကမော်နာဆိုင်နေအလူဘယ်ချင်းကြတဲ့တိုင်းထားခြင်းတယ်မလို့ခွေးကိုကြွားကြွားဖြစ်